ကဲညီမလေးအိမ်ဝိုင်းနဲ့တူတယ်ညီမလေးမအေးသေးဘူးလားမနေ့ကစောစောစီးစီးမန္တလေးကိုသွားရမှာလေအဲ့မှာမမကစောင့်နေမယ်တဲ့ညီမလေးကိုမတကယ်ပြောရနော်တကယ်ပြောတာပေါ့အဲ့မှာ plan ဝယ်ပေးမှာနော် plan မဟုတ်တယ်အများကြီးပဲအဲ့မှာ you family တို့ baby 3တို့အဲ့အများကြီးပဲရှိတယ်ဒီမှာဖောက်မှာလားမန္တလေးမှာဖောက်မန္တလေးမှာမအောင်နဲ့ဖောက်ရမှာဖြောက်မှာလားဖောက်ဖောက်မှာဘလိုင်းမှာနော်ဟုတ်တယ် plan တော့အများကြီးပဲဘလိုင်းမှာတိုင်းတစ်ထောင်ဘလိုင်းမှာဝယ်တိုင်းထောင်မဟုတ်ဘူးတိုင်း9,000တန်ရရအကြီးကိုပဲဖောက်ခိုင်းမှာအကြီးရောအသေးတွေရောအကုန်ဖောက်မှာဆိုင်မှာရှိတဲ့ဘလိုင်းမှာအစုံဖောက်โอเคရတယ်ဟိုနောက်ပြီးတော့ဗာလေမင်းတော့မေးပါဒီမြန်မာနိုင်ငံမှာအကြီးဆုံးဘလိုင်းမောင်ဆိုင်မှာဟာနာမည်တော့မေးပါမမလားတိတော့မမအဲ့ဆိုင်မှာလည်းအများကြီးဖောက်ခိုင်းမယ် तू ကဒီမြန်မာနိုင်ငံမှာအများဆုံးဘလိုင်းမောင်အဲ့ဒါသမီးကနော်နောက်တော့ဆိုင်မယ်အဲ့ဆိုမမအလုပ်ကိစ္စနဲ့တခါရမန်လေးခေါ်သွားပြီးမမဝိုင်းမှာတခါရမန်လေးခေါ်အဲ့အလုပ်ကိစ္စတွေကမနေ့ကပြီးသွားပြီအဲ့ဒါကြောင့်မလို့မနေ့ကဗီဒီယိုမရိုက်ဖြစ်တာလေအဲ့ဆိုဘာဖြစ်မန်လေးသွားပြီး plan ပေါက်ပေါ်မှာဒီမှာဖောက်လိုက်ရလေမန္တလေးမှာမဝိုင်းနဲ့အတူဖောက်ခိုင်းကြည့်လို့အဲ့လိုတွားပြီးနောက်မှာမန္တလေးမှာရှိတဲ့ဟိုတယ်တို့အဲ့လိုပကံတို့တွားဟောင်းမှာโอเคလေအဲ့ဆိုအိမ်မဲတွားထိုးတော့အဲ့တော့မငန်းရောက်ရတယ်လို့မမနဲ့သမီးနဲ့နော်ဟမ်မမနဲ့သမီးနဲ့6နှစ်ပဲกว่าနော်မမလည်းပကိုင်းမလေးတော့ဖောက်လိုက်ပုံမဲ့တတော်မအခုဖောက်ခိုင်းမရှိပါဘူးလကားထားတာပါမရှိဘူးထိုးတော့အဲ့ဒါတော့မိဖိုင်ကွာငါလည်းပကိုင်းမလေးတော့ဖောက်လိုက်ပုံမဲ့โอလေပလိုင်းမလေးပါတော့ဖောက်လိုက်ပုံဟာဆိုင်ထဲမှာပလိုင်းမရှိမလားခင်ဗျားမပလိုင်းမရှိမသိဘူးဒီမှာပါလည်းမရှိပါဘူးပလိုင်းမတူနေပါဟာလာနေတာဘာလို့မလို့လိုက်နေလေးလာထားနေလားမလေးပါလားခိုင်းနေမှာဘလိုင်းမရှိရနော်ဘောကလည်း